Hi ဖူးပွင့်ရတနာကြိုးဆိုပါရှင်အခုမင်းပြသွားတာလေးတွေကတော့အနေတစ်ခွာရှဲပလဲတစ်ခွာရှဲအစိမ်းတစ်ခွာရှဲတစ်ခွာထိတ်အနီးရှဲတို့ကို၄မျိုးပြသွားပေးပါမယ်ရှင်ဒီပန်းခိုင်လေးကတော့တစ်ခိုင်ကို9800ကျပါတယ်နော်တအိုးမှာတစ်ခိုင်မဲထိုးထိုးနှစ်ခိုင်မဲထိုးထိုးသုံးခိုင်မဲထိုးထိုးလာတဲ့ရတနာမညိုးပန်းအလားလေးတွေပါရှင်ဒါလေးနော်အစိမ်းလေးကလည်းတစ်မျိုးလေးလာတယ်အယောင်အကောင်းဆုံးကတော့ဒီပလဲရဲ့အနီရဲ့ပြီးရင်ထိတ်မှာပလဲရှယ်လေးကိုထိတ်မှာအနီလေးနဲ့ပေါ့နော်ပြီးဒီလိုအနီအစိမ်းရှယ်3ခိုင်အဲ့လိုလေးပို့ပြီးတော့လူကြိုက်များပေါ့နော်မင်းကတော့ဒီလိုရောင်စုံလေးလဲကြိုက်တယ်တစ်ခွရှယ်လေးလဲကြိုက်တယ်ဒါလေးကြတော့တစ်ခွပလဲရှယ်ကိုမှရိုးသွားမှာဆိုလို့ထိတ်မှာအနီလေးနဲ့ပေါ့နော်3ခိုင်ထိုးလဲလာပါတယ်ကျေးဇူးပါရှင်တစ်ခိုင်9800ပါနော်